ဟိုးငယ်စဉ်ကလေးကမိဘတွေစွန့်ပစ်ခြင်းခံရရတယ်လူငယ်လေးတယောက်ဟာဝမ်းနေခြင်းတိမ်ငယ်ခြင်းတွေများစွာနဲ့သူ့ရဲ့ဘဝကိုအထီးကျန်စွာမောင်ထုထဲမှာရှင်သန်ခဲ့ရပါတယ်ဒါတွေကိုလူတွေမသိအောင်ဖုံးကွယ်ရင်းနဲ့သူဟာလူတွေနဲ့တဖြည်းဖြည်းဝေးကွာလို့လာတော့တယ်ဒါပေမဲ့သူ့ဘဝအတွက်အလင်းရောင်ပေးနိုင်မယ်လို့မျှော်လင့်ခဲ့တဲ့ကောင်မလေးတယောက်ကိုမှတ်မထင်တွေးလိုက်တဲ့အခါမှာတော့မင်းရဲ့မျက်နှာမြင်ရင်ငါအေးချမ်းမင်းစားကြောင့်တွေးမိတိုင်းတရေတပတ်စီသလုံးစိတ်တွေကဖောင်းလိုက်ဟောဒီတိုင်းပြည်တဲ့ပုံမှန်300နဲ့မရှိရင်ဝယ်ငါတရားပဲတချေသူပါရှိရှိနေတာပဲမင်းလက်လျှော်လိုက်ပင်ပါပြီတဲ့တငယ်ချင်းတွေကဆဲဒီချိန်ဆုံးနေပဲလက်တော်သာထွက်နေတော့မယ်ငါဘာတတ်နိုင်မှလဲအတုံးမကြတဲ့ဒီခံချင်မှကြီးတယ်လူလာဖြစ်ဒီကလည်းနေကိုတစ်ဖက်တန်းချစ်ဖို့ပဲအလိုဆုံးရောက်နေတဲ့ပြင်ဘုရားကျော်ကတရားချတော့ချစ်ဖို့လမ်းမမြင်နေကမဲ့တီတော်ဝင်စားထားကလားငါကတတ်တာလို့ဝါသူကိုတိတ်ချစ်တဲ့ပေါ်နေငါကတငယ်ချင်းလို့လေးတော့ရောမဝင်ကိုတော့ဝင်တော့မဆိုးလို့တဲ့လားဒီစကားများထားလို့ရှာဒီရဲ့ဝါရောက်သလုံးမင်းရဲ့မျက်နှာမြင်ရင်မအေးချမ်းမင်းစားကြောင့်တွေးနေတော့ရဲ့တပတ်စီလို့စိတ်တွေကမာတူပြည်သားဖြစ်နေလို့မဟုတ်ရင်ဘဲကိုတပ်ပြီးသားပဲဒါတူတီမလားချစ်ရဲ့ဘာမလိုက်ပဲငါတို့ညစလုံးမှာတာတူညီမြခွင့်ရင်နေပေးပါတော့လောကလုံးငါချကူလီပေါ်ဖြစ်နေအဲ့လိုတစ်ပတ်ချစ်နေဆိုရောက်သွားသလားရောက်နေတဲ့ဆုံးကြောင့်နာကလက်ကမကဲတင်တဲ့ပြင်းနေတိုးတော်ချတာဘရင်ကြီးပြောဖို့ချကျွေးခံလိုက်ရတဲ့ပုံတော်ဘွားပါဒါပေမဲ့ပြင်မစီကစာနာတဲ့ကားလေးတစ်ခေါ်တော့ရမလားဖက်ဆုံးမှာပြည့်တဲ့မျက်စိနောက်တော့အခါဖီးရမျိုးကိုလက်ကိုဘရိတ်နဲ့မညံတနှီးရမျိုးလောက်ပြလို့ယူတဲ့ထဲနဲ့ခင်ဗျားတို့ကျွန်တော်ကိုရွာတာကြည့်တာပေါ့ကျွန်တော်ကသူ့မပနာတဲ့မျက်လုံးတွေနဲ့လာကြည့်တာကိုပဲတာယာမိတာပြောငါကိုသနာပဲနေပဲနဲ့ချစ်ရင်မပြေလဲမှလည်းကြောက်ဟုတ်တယ်မလားငါကလည်းမချစ်တဲ့ကံနဲ့မချစ်တဲ့လာတဲ့ကောင်ဒါကြောင့်သိရင်တော့မချွတ်တဲ့ပြူတဲ့ချစ်များကင်းပြီးလောက်ဖို့လင်းပြချစ်မဲ့ကံနဲ့လူပြဝင်စားခြင်းတရှိရှိနေတာပဲမင်းလက်လျှော်လိုက်ပင်ပါပြီတဲ့တငယ်ချင်းတွေကဆဲဒီချိန်ဆုံးနေပဲလက်တော်သာထွက်နေတော့မယ်ငါဘာတတ်နိုင်မှလဲအတုံးမကြတဲ့ဒီခံချင်မှကြီးတယ်လူလာဖြစ်ဒီကလည်းနေကိုတစ်ဖက်တန်းချစ်ဖို့ပဲအလိုဆုံးရောက်နေတဲ့ပြင်ဘုရားကျော်တရားချတော့ချစ်ဖို့လမ်းမမြင်နေကမဲ့တီတော်ဝင်စားတာကလားငါကတတ်တာလို့ဝါသူကိုတိတ်ချစ်တဲ့ပေါ်နေငါ
တရားပဲတစ်ချက်ဆိုတာကျွန်တော်တို့တစ်ဖက်ကိုတက်ချင်ရပါပဲသူပေးတဲ့ကလေးကကျွန်တော်နဲ့ဒီဘဝမစုံနိုင်တော့တာတေချာသွားပြီဆိုတော့နောက်ဘဝမှာတွားချူဆောင်နေမလို့လဲပင်းလေးကျိုးပေါ်တင်လိုက်တယ်အဖက်905ကပောက်ငါအယုံကြည်မရှိဘူးမေမြစ်ချစ်သူနဲ့ပါပြောပါတော့